တက်သားစားလို့ရှိရင်အနာမကျက်ဘူးအနာတွေပူရင်းသွားမယ်ဆိုတာဟုတ်လားဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဒေါက်တာဒီနေ့ပြပြပေးပါမယ်တကယ်တော့လေတက်သားမှာကပရိုတင်းဓာတ်တွေအများကြီးပါတယ်အဲ့တော့ပရိုတင်းဓာတ်ကဒေါက်တာတို့ဒီအနာကျက်စေဖို့အထောက်အကူပြုတဲ့အထဲမှာပါတယ်ပေါ့နော်ပရိုတင်းတွေများများစားပြီးမှအနာများပူကျက်မှာအဲ့တော့တက်သားကိုရှောင်စရာမလိုပါဘူးเนาะလူတွေတော်တော်များများအမှတ်မှားကြတယ်ဒေါက်တာဆေးကမ်းမှာလေသူတို့ဒေါက်တာဒိုင်ယာတွေပေါ့ဒိုင်ယာပါရရင်ချုပ်ပေးလိုက်တယ်ဟုတ်တယ်မလားချုပ်လိုက်လို့ရှိပြီလို့ရှိရင်သူကဘာမီလဲဆိုတော့ဒေါက်တာကျမအားဆိုရင်အနာချုပ်ပြီးသွားပြီဆိုတော့တက်သားမစားရဘူးပေါ့နော်အဲ့လိုမျိုးမေးတယ်အဲ့နဲ့ဟဲ့ဘာလို့လဲတက်သားကဘာဖြစ်လို့လဲဆိုတက်သားစားလို့ရှိရင်နဲ့အနာတဲ့ရင်းသွားမှာတဲ့အနာကျက်တာနှီးတယ်တဲ့အဲ့လိုပြောကြလို့တဲ့ဆိုမဟုတ်ပါဘူးเนาะတက်သားစားရမှာပါတကယ်လို့ကိုကတက်သားမစားချင်ဘူးဆိုလို့ရှိရင်တခြားအသားတွေစားလို့ရတယ်ပရိုတင်းဓာတ်ပါတယ်ဘယ်အသားမဆိုစားလို့ရတယ်အားလုံးကအနာကျက်ဖို့အတွက်အထောက်အကူပြုတယ်เนาะအဲ့ဟာပဲလားဆိုတော့ပရိုတင်းဓာတ်အပြင်အနာကျက်ဖို့တခြားအထောက်အကူပြုတဲ့ဓာတ်တွေကဘာလဲဆိုတော့ဗိုက်တာမင် C เนาะဗိုက်တာမင် C 900 mg တစ်နေ့တစ်လုံးစားပေးလို့ရတယ်အနာတွေဖြစ်နေတဲ့အချိန်မှာဆိုရင်เนาะပြီးရင်ဇင့်เนาะဇင့်လည်းတောက်ပေးလို့ရတယ်ဒီဟာတွေကအနာကျက်ဖို့အတွက်အထောက်အကူပြုတယ်အဲ့တော့စက်သားကစားလို့မရဘူးဆိုတာမဟုတ်ပါဘူးเนาะစားလို့ရတယ်เนาะ